beta မွေးတဲ့သူတွေကအချိန်ကြာလာတဲ့အခါမှာ beta လေးတွေကိုရောင်းဝယ်ခြင်းလာကြတယ်။ဒါပေမဲ့ဘယ်ကစရမှန်းမသိပဲနဲ့တိုင်ပဲကြတာများပါတယ်။ဒီကနေ့မှာတော့ကျွန်တော်က beta business စပြီးတော့လုပ်တဲ့အခါမှာလိုအပ်တဲ့အချက်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ breeder ဆိုတာကတော့လိုအပ်တဲ့မျိုးငါးကိုသာဝယ်တယ်10စုံဖြစ်ဖြစ်9စုံဖြစ်ဖြစ်ပေါ့။အဲ့ဒီဖောက်စုံတွေကိုမှတေချာလေးအချိန်ပေးဂယူးဆိုင်ပြီးဖောက်ကြတယ်။အဲ့ဒီဖောက်စုံတွေကနေပေါက်လာတဲ့သားပေါက်လေးတွေထဲမှာ quality အလိုက်ခွဲပြီးတော့ရောင်းချကြတာမျိုးဖြစ်ပါတယ်။ reseller ဆိုတာကတော့10កောင်ဈေးဖြစ်ဖြစ်အကောင့်100ဈေးဖြစ်ဖြစ်ငါတအုပ်ကိုဝယ်ပြီးတော့ကြောင်းလိုက်တယ်။တေချာလေးအချိန်ပေးဂယူးဆိုင်တယ်အစာကျွေးတယ်ရေတေချာလဲပေးတယ်တေချာကြောင်းပြီးတော့မှပြန်ရောင်းတာမျိုးရှိတယ်လို့အခြားနိုင်ငံကနေ import လုပ်ပြီးတော့ resell တာမျိုးလည်းရှိပါတယ်။ reseller တွေလည်းပဲ quality အလိုက်ခွဲပြီးတော့ရောင်းချကြတာဖြစ်ပါတယ်။ quality ဦးစားပေးရောင်းချတာကတော့ retail ရောက်တဲ့သဘောမျိုးပါပဲအလှပဆုံးသော beta တွေကိုသာဆိုင်မှာထားပြီးတော့တေချာပြုစုရောင်းချကြတာဖြစ်ပါတယ်quantity ဆိုတာကတော့အများကြီးကိုဦးစားပေးရောင်းချပါတယ်ကျွန်တော်10កောင်လားအကောင်100လားလိုတလောက်ရမယ်စသဖြင့်ပေါ့ beta တွေကိုဈေးနှုန်းသတ်မှတ်တာကကျွန်တော်3နှစ်နီးရှိပါတယ်ကျွန်တော်စလုပ်တုန်းကဆိုလို့ရှိရင်ဈေးကွက်ကိုအရင်ဆုံးလေ့လာတယ်ဘယ်ငါအမျိုးအစားကဘယ်လောက်ထိဈေးရလဲဆိုတာကျွန်တော်လိုက်ကြည့်တယ်ရောင်းသူတစ်ယောက်တည်းဈေးကိုကျွန်တော်တို့ကကြည့်လို့မရပါဘူးရောင်းသူ4-5ဦးရဲ့ဈေးကိုကျွန်တော်တို့ကလေ့လာရပါတယ်တယောက်နဲ့တယောက်ရဲ့ဈေးတွေက quality အလိုက် quantity အလိုက်ကွာခြားတာမျိုးလည်းရှိပါတယ်beta ရဲ့နာမည်တိုင်းကိုလူတိုင်းအလိုလိုသိလာကြရတော့မဟုတ်ပါဘူးကျွန်တော်ရှာဖွေရတယ်လေ့လာရတယ်ဥပမာ Nemo Fire, Nemo Quai, Nemo Multicolor တွေဆိုလို့ရှိရင်ထိတ်ဆနာမည်တွေတူပြီးတော့နောက်ကနာမည်တွေကဘာကြောင့်ကွာခြားလဲဆိုတာကိုကျွန်တော်တို့ကလေ့လာရပါတယ်အခြားသူတွေ post တင်တာကြည့်ပြီးတော့ဘာကြောင့်ဒီငါးကိုဒီနာမည်ခေါ်တာလဲဆိုတာမျိုးကိုလည်းကျွန်တော်တို့ကလေ့လာရပါတယ်အခုခေတ်ကကြတော့ကျွန်တော် Facebook တို့ TikTok တို့ Telegram တို့YouTube ဒါအပြင် AI နဲ့မေးပြီးတော့ပါကျွန်တော်နာမည်လေးတွေကိုလေ့လာလို့ရပါတယ်။ beta တွေကိုရောင်းချတဲ့အခါမှာကျွန်တော် online မှာရောင်းချတာနဲ့ offline မှာရောင်းချတာဆိုပြီးတော့2မျိုးရှိပါတယ်။ကျွန်တော် online မှာရောင်းချမယ်ဆိုလို့ရှိရင်တော့ကိုယ့်အနေနဲ့ social media တွေကိုကောင်းကောင်းအသုံးပြုတတ်ရမယ်။နောက်တစ်ခုကကျွန်တော် daily process ပေါ့နော်ကျွန်တော်ရန်ကုန်မြို့ရင်းပို့တာတွေနယ်ကိုပို့တာတွေအတွက်ကျွမ်းကျင်မှုရှိရပါမယ်။တခါတလေကြားလို့ရှိရင်ဝယ်တဲ့သူတွေကကျွန်တော်ဂျင်းထည့်ပြီးဝယ်တာမျိုးတွေရှိရပေါ့။အဲ့အခါကြားလို့ရှိရင်ကိုယ့်အနေနဲ့ရန်ကုန်တွင်းဆိုရင်စရန်ကြိုပြီးတော့တောင်းတာမျိုးနယ်ကားဆိုလို့ရှိရင်တော့ငွေအပြည့်လွှဲခိုင်းတာမျိုးလုပ်ပြီးတော့မှငါ့ကိုပို့ဆောင်ပေးလို့ရပါတယ်။ကျွန်တော်ငွေချေတဲ့ process ကတော့ကျွန်တော် KP တို့ Wave တို့ ARP တို့ကြိုက်တာအသုံးပြုလို့ရပါတယ်။ကျွန်တော်နယ်ကိုပို့တဲ့အခါမှာလည်းကျွန်တော်ကားဂိတ်တွေနဲ့ချိတ်ဆက်ထားဖို့လိုအပ်ပါတယ်။ကားဂိတ်အနေနဲ့ကတော့ကျွန်တော်အောင်ဆန်းကွင်းတို့လှိုင်သာယာဒဂုံ AR အဝေးပြေတို့ကျွန်တော်အောင်မင်္ဂလာတို့စတဲ့ကားဂိတ်တွေကနေပြီးတော့မြန်မာတနိုင်ငံလုံးကို beta တွေပို့ဆောင်လို့ရပါတယ်။ကျွန်တော် offline မှာရောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်နေရအရင်ရေးကြည့်ပါတယ်။ဝယ်တဲ့လူကစိုင်ထဲကိုဝင်လာတဲ့အခါမှာတန်ရှင်းတက်ရက်နေမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ဝယ်ခြင်းစိတ်ပို့ပြီးတော့ကျွန်တော်ဖြစ်ပါလိမ့်မယ်။ပြီးတော့ကိုယ့်ရဲ့လိပ်စာအတိအကျကိုဝယ်သူကိုပြောပြထားရမယ်။ပြီးတော့ဆိုင်ရှိမှာစိုင်းပုတ်တက်ထားတာမျိုးကိုလုပ်ပေးတင်တယ်။ဒါမှဈေးဝယ်တဲ့လူအနေနဲ့ကိုယ့်ဆိုင်ကိုတက်မမရောက်လာမယ်။ပြီးတော့ရောက်ကွက်ထဲကတချို့ဝါသနာပါတဲ့လူတွေလည်းကိုယ့်ဆိုင်ကိုတတိထားမိကြမှာဖြစ်ပါတယ်offline ရောင်းချတာကြတော့ကျွန်တော် online sale လို့မဟုတ်ပဲね customer ရှာဖွေရတာနည်းနည်းတော့ခက်ပါတယ်ကျွန်တော်ဒီတငယ်ချင်းတွေကနေတက်ဆင့်စကားတက်ဆင့်ချပြီးလာဝယ်တာမျိုးလို့ရောက်ွက်တဲ့လူတွေကကိုယ်ဆိုင်ကိုတွေ့တာတဲ့အခါမှာတစ်ဖက်ကငါးဝယ်ခြင်းတဲ့လူရှိလို့ရင်ညှိုးပေးတာမျိုးလို့ဒါမျိုးတွေနဲ့ကိုယ့်စီကို customer တွေရောက်ရှိလာကြမှာဖြစ်ပါတယ် offline sale ဖြစ်တဲ့အတွက်ကိုယ့်အနေနဲ့အများနဲ့အိမ်မှာ standby ရှိနေဖို့လိုအပ်တယ်သို့မဟုတ်ပါတော့ကျွန်တော်လာဝယ်မဲ့လူကိုစိုက်မလာခင်ဖုန်းကြိုဆက်ဆိုပြီးတော့ကျွန်တော်ပြောထားလို့ရပါတယ်ဗျ beta business လုပ်တဲ့အခါမှာတိထိုက်တာလေးကိုပြောပြပေးသွားတာဖြစ်ပါတယ်အကြောင်းအရာတွေကတော့ဒီထက်အများကြီးရှိသေးတယ်ပေါ့ဒါတွေကလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတွေလုပ်လို့ရှိရင်ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Aqua Creative က Harry ပဲဖြစ်ပါတယ်